Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြချင်တာလေးတစ်ခုရှိလို့ပေါ့နော်ကျွန်တော်တို့ဓာတ်30ထည့်ပြီးတော့ဒီတက်စင်ကတ်ကိုကျွန်တော်တို့ကန့်သတ်မဲ့အင်တာနက်သုံးလို့ရမယ်နီလန်လေးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ကဲကျွန်တော်တို့စပြီးတော့လုပ်ကြည့်အောင်နော်ပထမဆုံးကျွန်တော်တို့ Play Store တွေကိုအရင်ဝင်လိုက်မယ်ကျွန်တော်တို့ဒီထက်မှာဒီတက် app ကိုကျွန်တော်တို့ download ရမှာဖြစ်တယ်နော်ဒီတက် app ကို download မှာကျွန်တော် down မိသားရှိပြီး login ဝင်ထားပြီးသားရှိလို့ရတော့ down ကြမလို့တော့ဘူးကျွန်တော်တော့ဒီမှာ down ထားပြီး login လည်းဝင်ထားပြီးတော့ကျွန်တော်မပြပြီးတော့ဘူးဒီနေရာမှာဒီတက် software တွေကိုကျွန်တော် open ဆိုတော့နှိပ်လိုက်တာနဲ့ဒီမှာဝင်သွားမယ်သူ့ထဲဝင်သွားပြီကျွန်တော်ဒီမှာ login ဝင်ထားတဲ့အတွက်ကျွန်တော်ဖုန်းနံပါတ်နဲ့ကျွန်တော်ပေါ်နေတယ်အဲ့တော့ခင်ဗျားတို့မဝင်ရသေးတဲ့လူကတော့ဖုန်းနံပါတ်နဲ့ဝင်ပြီးတော့ကျွန်တော် OTP code ကြာလာတဲ့အခါမှာ OTP code ကိုထည့်ပြီးတော့ကျွန်တော်ဒီတက် app ကိုစပြီးသုံးလို့ရပြီကျွန်တော်အဲ့စင်း20ဘတ်တန်30ဘတ်တန်ရိုက်မယ်နီးလေးကိုကျွန်တော်အရင်ပြောမယ်အရင်ဆုံး20ဘတ်တန်ကိုကျွန်တော်ရိုက်ပြမယ်ဒီ20ဘတ်တန်ကစတာ1ခွန်စတာ30ရှက်အဲ့ဒါကိုကျွန်တော်ဒီ call ဆိုတဲ့နေရာလေးမှာခေါ်ပြီးတော့စမရိုက်လိုက်မယ်ကျွန်တော်ကတော့ရိုက်ထားပြီးသားမလို့မရိုက်ပြတော့ဘူးဒါက20ဘတ်တန်နောက်10ဘတ်တန်ကိုကျွန်တော်နောက်တစ်ခါထပ်ပြမယ်သူကလည်းစတာ134စတာ956ဖြစ်ပါတယ်956လူလဲရှက်လူလဲကြွလို့ပဲကျွန်တော်တို့ဖုန်းကောကိုခေါ်ပြီးတော့နှိပ်လိုက်ရင်ကျွန်တော် message လေးတွေဝင်လာလိမ့်မယ်နော်ဒီ message တွေမှာကျွန်တော်တို့ဝင်လာမယ်ဒီထဲမှာကျွန်တော်တော့ရိုက်ထားပြီးသားမလို့ခုနေ့ရိုက်ထားပြီးသားမလို့ကျွန်တော်မပြပြီးတော့ဘူးသူကဝင်လာလို့ရှိရင်ကျွန်တော်ပြီးလို့ရှိရင်ဘာဆက်လုပ်မလဲဆိုတော့ဆော့ကကျွန်တော်တို့ဒီတက်အထက်ကိုကျွန်တော်ဝင်လိုက်မယ်ဝင်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီနေရာမှာကျွန်တော်ဆိုတော့စမနှစ်ခုသလုံးရိုက်ထားပြီးသားဒီအတွက်ဒီနေရာမှာပေါ်နေတာ mobile အသုံးပြုမှုချက်လက်များ internet ဆိုတော့အဲ့ဒါကိုကျွန်တော်ကချက်လက်များဆိုရင်ညောင်းနှိပ်လိုက်မယ်ဒီမှာစပေါ်တယ်ကန့်တက်မယ် internet ဒီမှာကျွန်တော်တို့ပထမပေါ်ကကန့်တက်မယ်တရား Mbps ကသူက 1GB ပဲရ 1GB ပဲရတာသူ 1GB ကုန်ကျွန်တော်ဆက်သုံးလို့ရမှာမဟုတ်ဒီအောက်ကအားကျန်ဒီရန်တဲ့ကတော့20ဘတ်တန်ထားပါလို့လေနောက်ကျွန်တော်ဒီနေ့စရိုက်တယ်ဆိုရင်ဒီ 1GB ပဲသုံးလို့ရမှာနော်ကန့်တက်မယ်မရသေးဘူးကျွန်တော်အဲ့ 1K ပြည့်သွားလို့နှောက်နေဆိုရင်သူက12နာရီကြော်တာနဲ့နှောက်နေအတွက်ကိုသူကည12နာရီကြော်တာနဲ့နှောက်နေအတွက်ကိုသူက30ဖြတ်ဖို့စောင့်နေမှာအဲကြောင့်မလို့ကျွန်တော်ဖုန်းပေထည့်မယ်ဆိုရင်တော့30 30ဘတ်32ဘတ်အဲ့လောက်ပဲထည့်နော်40လို့ဘာလို့သွားမထည့်နဲ့လို့ဆိုရင်အဲ့ပစံကိုဖြတ်စားသွားလိမ့်မယ်သူက10ဘတ်ပြည့်တာနဲ့သူအဲဟာအော်တိုစမတ်ရိုက်သွားလိမ့်မယ်တနေ့ကို 1K ကို30နဲ့သူတို့ဖြတ်သွားလိမ့်မယ်အဲ့လိုပစံပို့ထည့်မထားမှာနဲ့ပြီးတော့ကျွန်တော်တို့နောက်နေ့ရောက်တာနဲ့အဲ့ဒါကိုဒီကန့်တက်မဲ့ internet ကိုကျွန်တော်တို့က30မထည့်တဲ့အတွက်သူကဆက်ပြီးသုံးလို့မရတော့ဘူးဒါပေမဲ့ကျွန်တော်တို့ကဘယ်လိုလုပ်မလဲဆိုတော့အဲ့ဒါကိုကြောမယ်ခွာမယ်ပေါ့ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့မှာ airplane mode ဆိုတာရှိတယ်ဖုန်းတွေထဲမှာပါပါတယ်နော်အဲ့ဟာကိုကျွန်တော်ကဒီ airplane mode ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်5စက္ကန့်6စက္ကန့်ပေါ့အဲ့လောက်နှိပ်လိုက်လို့ရှိရင်ကျွန်တော်ကဒီစင်ကတ်ဒီကတိုင်ဒီအကုန်လုံးပျောက်သွားလိမ့်မယ်ပြီးလို့ရှိရင်မှ5စက္ကန့်လောက်ပြည့်မှကျွန်တော်ပြန်ပြီးတော့ဒီ airplane mode ကိုကျွန်တော်ပိတ်လိုက်မယ်ပိတ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီတက်အထက်မှာဘယ်လိုပြန်ပေါ်လာမလဲဆိုတော့ကျွန်တော်ကူးပြထားသလိုပုံစံလေးပဲပြန်ပေါ်လာလိမ့်မယ်ပြန်ပေါ်လာပြီးလို့ရှိရင်ခဏလေးစောင့်လိုက်ပြီးလို့ရှိရင် YouTube Facebook TikTok ခင်ဗျားတို့ကြိုက်တဲ့ internet ကိုအကန့်အသတ်မှမရှိသုံးယူလို့ရမှာဖြစ်ပါတယ်ကဲအားလုံးပဲအဆင်ပြေကြပါသေးကျွန်တော်ပြောသလိုပဲ like လုပ်ကြည့်ပါနော်ကျေးဇူးတင်ပါတယ်